ဒီလူရွာသားရပါစီကြောင့်တို့တွေအားလုံးတောင်းစုပြုနေမှာမြစ်တန်ရနဲ့ဒီကဘာမြေကြီးမြေရှုံးလို့ဤရညနေလားဆိုတဲ့လူများမမာနာထောင်လွားမွေးဖွားခြင်းသေဆုံးခြင်းနဲ့ကြာကာလလေးတစ်ခုမှာညနွမ်းနဲ့စိတ်ဓာတ်များနဲ့ဆက်ရှင်တန်သွားရင်ဘယ်ဘုံလာမှာသာတော်သူများဖြူစင်မြတ်တရားကိုထားမြာကောင်းကျိုးသေးဘူးရွယ်လို့နှလုံးမဝင်ပြီးတိဖြာမြင့်မြတ်တဲ့စိတ်